ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ attention management လို့ခေါ်တဲ့အရာတစ်ခုပဲဒီအရာကအခုခေတ်မှာလူတိုင်းလိုအပ်နေတဲ့အရာတစ်ခုလို့ကျွန်တော်မြင်တယ်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်ရဲ့ perspective ကနေကြည့်ပြီးတော့ကျွန်တော်ပြောပြမယ် okay ဆိုပါတော့ခင်ဗျားမှာတစ်နေ့ကိုရွှေတင်က24ကွန်ရတယ်ဟုတ်ရွှေတင်က24ကွန်ရတယ်ဆိုရင်ခင်ဗျားအဲ့ဒီ24ခုကိုရွှေတွေကိုခင်ဗျားဘာအတွက်သုံးမလဲဘယ်သူ့အတွက်သုံးမလဲဒါအရင်ရေးကြည့်တယ်ဒီနေရာမှာလူတိုင်းလွယ်လွယ်လေးဖြစ်လိမ့်မယ်ငါတို့တော့ငါတို့သုံးမယ်ကိုတော့ကိုသုံးမယ်လို့လွယ်လွယ်လေးဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်ခင်ဗျားတို့သုံးနေတာသူများအတွက်အဓိပ္ပာယ်မရှိတဲ့လူတွေအတွက်နဲ့ creative မပါတဲ့ creator တွေအတွက်ခင်ဗျားတို့သုံးနေတာဖြစ်တယ် Let me explain bro ကျွန်တော်ပြောတဲ့ရွှေတင်ကားတွေဆိုတာကတကယ်ရွှေတွေပြောရမလို့ခင်ဗျားတို့ attention ဟုတ်ပြီနော်အဲ့ထက်ပိုပြီးလေးလေးနက်နက်ကြည့်မယ်ဆိုရင် time ပေါ့ခင်ဗျားတို့အချိန်တွေကိုပြောချင်တာဖြစ်တယ်အဲ့တော့ဒီနေရာမှာ attention နဲ့ပဲထားမယ် attention ဆိုတာဘာကြီးလဲအဲ့တော့ attention ဆိုတာဘာလဲဆိုတော့ခင်ဗျားတို့ရဲ့အာရုံစူးစိုက်မှုဟုတ်ပြီနော်တတိပေးမှုတတိထားအဲ့ဒါကိုပြောချင်တာအဲ့တော့ဘယ်လိုလူတွေကိုခင်ဗျားတို့ကတတိထားနေလဲကြည့်နေလဲစောင့်ကြည့်နေလဲဆိုတာအဲ့ဒါကိုပဲပြောချင်တာရိုးရိုးလေးပဲအဲ့တော့ကျွန်တော်ပြောရမယ်ခင်ဗျားထားပါတော့ဒီနေ့မှာအချိန်24နာရီရှိတဲ့ထဲမှာ social media ပေါ်မှာခင်ဗျားအချိန်အများကြီးကုန်ဆုံးနေတာဒါလူတိုင်းပဲ social media ကိုမသုံးလို့မရအောင်ခုခေတ်မှာသုံးသွားမယ်လူတိုင်းပဲ okay ဟုတ်ပြီနော်အဲ့တော့သုံးနေတဲ့အချိန်မှာခင်ဗျားတို့ရဲ့အချိန်တွေ attention တွေကိုအာရုံစူးစိုက်မှုတွေကိုဘယ်လိုလူတွေပေါ်မှာအသုံးချမလဲဘယ်လို creator တွေပေါ်မှာအသုံးချမလဲခင်ဗျားတို့အတွက်ဘာမှအရေးမကြီးတဲ့အတင်းဖြစ်နေလားဘာမှ creative မပါတဲ့လူတွေပေါ်မှာခင်ဗျားတို့ရဲ့ attention တွေကိုအသုံးချမလားခင်ဗျားကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်အဲ့တော့ social media အကြောင်းကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြောပြပေးမယ်အကုန်လုံးလည်းသိပြီးသားပဲ social media Facebook TikTok YouTube Instagram Twitter အကုန်လုံးကလူတွေများကသူတို့ရဲ့ platform ပေါ်မှာအချိန်အကြာကြီးရှိနေတာကိုသူတို့လိုချင်တယ်အဲ့ဒါဘာလဲဆိုတော့ခင်ဗျားတို့ attention ကိုသူတို့လိုချင်တာပဲအဲ့တော့သူတို့လိုချင်တာအဲ့ဒါဆိုတော့ခင်ဗျားတို့ရဲ့ attention ကဘယ်လောက်အရေးကြီးလဲဆိုတာအဲ့ဒီမှာတော့ပို့တယ် YouTube က monetization Facebook TikTok monetization တွေအကုန်လုံးက view တွေ comment တွေ like တွေပေါ်မှာမူတည်ပြီးတော့ပတ်စံရနေကြတယ် creator တွေအကုန်လုံးကအဲ့တော့အဲ့ဒီ view တွေ like တွေ comment တွေဆိုတာသူတို့ attention ဘယ်လောက်ရနေလဲဆိုတာပေါ်မှာမူတည်ပြီးတော့ဖြစ်တယ် Let me explain creator တယောက်ရှိရထားပါတော့အဲ့ဒီ creator ကိုလူတွေအများကြီးကမုန်းတယ်မကြိုက်ဘူးဒါဆိုရင်သူတို့လောက်တာ comment တွေဝင်နေဆဲတယ်ဆိုတယ် that's it Facebook မှာဆိုပို့ဆိုတယ် share တယ်ပြောလို့ရှိရင်caption ကြီးဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ် share တယ်ဒါကခင်ဗျားတို့ရဲ့အမြင်ခင်ဗျားတို့မုန်းတာကိုမကြိုက်တာကိုပြောတဲ့ပုံစံ algorithm လို့ခေါ်တဲ့ဒီ Facebook တွေ TikTok တွေကဒါကိုမသိဘူးခင်ဗျားတို့မကြိုက်တာကိုမသိဒီလူတယောက်က comment တစ်ခုထပ်တိုးသွားတယ် like တစ်ခုထပ်ရပါတယ် share ခလုတ်တစ်ခုထပ်ပြီးတော့ share လိုက်တယ်ပေါ့လူတယောက်ကထပ် share လိုက်ဒါကိုပဲမြင်တာသူတို့ကအဲ့တော့ခင်ဗျားတို့အတွက်အကျိုးမရှိဘူးလို့ထင်တဲ့ဗီဒီယိုတွေ့ရင်နောက် Instagram ကို block ဒါခင်ဗျားတို့လုပ်ကိုလုပ်ရမယ်အရာပဲဟုတ်ပြီနော်အဲ့လိုမျိုးလုံးမတာနေဒီလိုလူတွေကလည်းပပျောက်သွားမှာခင်ဗျားကြည့်တဲ့ဗီဒီယိုတွေကနောက်တစ်ချိန်မှာခင်ဗျားဘယ်လိုလူဖြစ်လာမလဲဆိုတော့ရှိတ်လုံနေတယ်အခုချိန်မှာခင်ဗျားကအတင်းချင်းဗီဒီယိုတွေဘာမှမဟုတ်တဲ့ဗီဒီယိုတွေ doom scrolling လုပ်နေမယ်ဘာတင်မှုမှလုပ်မနေဘူးဒါဆိုရင်ခင်ဗျားအချိန်ကြာလာတဲ့ညလူတွေကခင်ဗျား jack လောက်လာမယ်နောက်လိုက်ပြီးတော့ဝေဖန်မယ်ဝေဖန်တယ်နဲ့သုံးသပ်တာခင်ဗျားလိုက်ပြီးဝေဖန်မယ်စိတ်တိုးလွဲမယ်အောင်စူးစိုက်မှုရောနေလာမယ်အလုပ်တစ်ခုပေါ်မှာခင်ဗျား9မိနစ်10မိနစ်တော့မှအာရုံမဆိုင်နိုင်လောက်အောင်ဆိုးလာလိမ့်မယ်ဒါကြီးကကျွန်တော်ဖြစ်ကူရပြီကျွန်တော်လည်းလူမျိုးဖြစ်ခဲ့တဲ့လူတစ်ယောက်ပဲအဲ့တော့ခင်ဗျားရဲ့ attention ကိုအရင်ရေးကြည့်ပါရဲ့တေချာ control လုပ်မှရပါအဲ့တော့ဒီနေ့ကိုခင်ဗျား4နာရီလောက် social media ပေါ်မှာရှိမယ်အဲ့ဒီ4နာရီကဒီနေ့ကို4နာရီခင်ဗျားကြည့်လိုက်တာချွတ်ကုန်အောင်ပါဒါပေမဲ့10ရက်ဆိုရင်နာရီ40တစ်လမှာနာရီပေါင်း120တစ်နှစ်မှာနာရီပေါင်း1460ရက်နဲ့ပြန်တွက်ရင်ရက်60နှစ်လအဲ့ဒီအချိန်တွေကိုခင်ဗျားအတွက်ဘာအကျိုးမှမရှိတဲ့သူတွေအတွက် creator တွေအတွက်ခင်ဗျားအသုံးချနေတယ်ဆိုရင်
သွားပြီ no ခင်ဗျားကိုများတော့ဒါအပန်းဖြေနေရပဲသူတို့ရဲ့ဟာလေးကြည့်လိုက်တယ်အပန်းဖြေတယ်ရီရတယ်မောရတယ်ခင်ဗျားကိုလည်းထင်နေတာအပန်းဖြေလို့ထင်တာတကယ်တော့ခင်ဗျားအပန်းဖြေနေမှာခင်ဗျားအစိတ်တွေတောင်းနေခင်ဗျားကခင်ဗျားနုံထဲမှာမနစ်နဲ့အောင်ရုံးကန်နေဗီဒီယိုရအဓိပ္ပာယ်ရှိတာလဲအကျိုးရှိရလဲဗီဒီယိုတစ်ခုတွေ့တာခင်ဗျားမိကုန်း3ခုမေးနံပါတ်1မေးကုန်းဒီဗီဒီယိုကနေဘာသင်ယူရလဲအဲ့တော့မေးပါဒီဗီဒီယိုကနေခင်ဗျားဘာသင်ယူရလဲကိုမေးပါဟုတ်ပြီနော်နံပါတ်2မေးကုန်းခင်ဗျားဒီဗီဒီယိုကနေဘာအတွေးခေါ်ရလဲဘာတွေးခေါ်မိလဲတွေးခေါ်စဉ်းစားကြတစ်ခုတွေးခေါ်နေအောင်လို့ဆိုတတိယတစ်ခုခင်ဗျားဒီဗီဒီယိုကိုနောက်ထပ်တစ်နှစ်ဒီလိုဗီဒီယိုပုံစံအမျိုးအစားပေါ့နော်နောက်ထပ်တစ်နှစ်ကြည့်မယ်ဆိုရင်ခင်ဗျားဘယ်လိုလူဖြစ်လာမလဲအဲ့တော့မေးပါဗီဒီယိုတစ်ပုဒ်ကိုတစ်ခါကြည့်အောင်နဲ့ခင်ဗျားဘဝကြီးကမပြောင်းလဲနိုင်ဘူး motivation speaker ရဲ့ဗီဒီယိုခင်ဗျားသွားကြည့်ခဏပဲ5မိနစ်10မိနစ်ပဲခင်ဗျားတကယ်မပြောင်းလဲပါဘူးဒါပေမဲ့အဲ့လိုဗီဒီယိုမျိုးတစ်နှစ်လုံးခင်ဗျား social media ပေါ်တက်လာတဲ့ဗီဒီယိုကြည့်ဒီလိုဗီဒီယိုတွေပဲကြည့်နေကြည့်ပဲဆိုရင်ခင်ဗျားတကယ်ပြောင်းလဲလာလိမ့်မယ်ဒီလိုလေးပဲခင်ဗျားကြည့်တဲ့အရာခင်ဗျားဖြစ်လာမယ့်အရာနဲ့တိုက်ရိုက်ရှိုးကြနေခင်ဗျားအတွက်အဲ့ဒီမိကုန်း3ခုမေးလို့မှအဆင်ပြေတယ်ဆိုရင်ဒီဗီဒီယိုခင်ဗျားအဆုံးထိကြည့်ပါအဆင်မပြေဘူးဆိုလို့ရှိရင်ချက်ချင်းရက်မယ်နောက် instructor ကိုထည့်မယ်ဒီလူတယောက်ကိုဒီ creator ကိုဆက်ပြီးတော့မတွေ့ကျင်တော့ဆိုရင် block လိုက်ဒါအကောင်းဆုံးနည်းလမ်းပဲ comment ထဲမှာ share ဆိုတာလည်းမလုပ်ဘူး like လည်းမပေးဘူး share လည်းမပေးဘူးငွေချင်းတွေကိုဒီကောင်ဘလောက်အသုံးမကျလဲကိုဘလောက်မကြကြောင်းလည်းမပြောဘူးအဲ့ဒီလူတယောက်ကကိုယ့်အတွက်မရှိသလိုပဲနေလိုက်တာဒါအကောင်းဆုံးပဲဆိုတော့အဲ့လိုလုပ်ပါနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကလေခင်ဗျားအတွက်အကျိုးမရှိဘူးရှိန်ကုန်တယ်ထင်ဘလော့လိုက်ပါတခါလေးဘလော့ထားလိုက်ပါနောက်တစ်ခါခင်ဗျားကျွန်တော်ကိုထပ်မတွေ့ရတော့ပါဘူး okay အဲ့တော့ time management ခင်ဗျားရဲ့ social media ပေါ်ကအချိန်တွေကို manage မလုပ်နိုင်သေးဘူးဆိုရှင် social media ပေါ်မှာရှိနေတဲ့အချိန်မှာဘယ်လိုလူတွေကို attention ပေးမလဲဘယ်လိုလူတွေနဲ့နေမလဲဆိုတာကိုခင်ဗျားဆုံးဖြတ်နိုင်ပါတယ်အဲ့တော့အခုပဲစလိုက်ပါ